အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့စီတူစီယာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ NIBOSH Open Book Exam နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ NIBOSH စာမေးပွဲကိုဖြေဆိုဖို့ယာထားတဲ့ကျွန်တော်တို့ရဲ့ HSC Safety နဲ့ပဲညီကိုမောင်နှမတွေအခုလက်ရှိ NIBOSH ကို study လုပ်နေတဲ့သူတွေအတွက်ကိုကျွန်တော် information လေးတွေကျွန်တော် sharing လုပ်ပေးဖို့ဒီ video လေးကိုကျွန်တော်လုပ်လိုက်တာပါအဲ့တော့ဒီ information ပေးရလာလဲဆိုလို့ရှိရင်ကျွန်တော် NIBOSH ကနေပြီးတော့လာတာပါပြီးခဲ့တဲ့တောက်ကြနေ့ကကျွန်တော်တို့ဒီ online webinar လုပ်ပြီးတော့ဒီ NIBOSH ကနေပြီးတော့ Open Book Exam နဲ့ပတ်သက်ပြီးတော့သူတို့ information လေးတွေကို sharing လုပ်သွားပါတယ်သူတို့အဓိကကျွန်တော်တို့ဒီ online webinar တော့ကျွန်တော်တို့ NIBOSH alumni members တွေကိုသူတို့ဖိတ်ပြီးတဲ့အခါမှာဒီ Open Book Exam နဲ့ပတ်သက်ပြီးတော့ဟောပါတော့ဒီတည်တင်ပြလိုက်တဲ့အချက်လက်တွေအဓိကဘယ်ကဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရင်ကကျွန်တော် NIBOSH စာမေးပွဲကိုဖြည့်ပြီးတော့အောင်မြင်သွားပြီးသားသူတွေကအခုကြတော့မှကျွန်တော်တို့Open Book Exam ကိုပြောင်းလိုက်တဲ့အခါမှာဒီ NIBOSH ရဲ့ဒီ qualification ရဲ့တန်ဖိုးကျသွားမှာကိုစိုးကြတယ်အဲ့အတွက်ကြောင့်မလို့သူတို့ complaint တွေတက်တယ် NIBOSH ကိုစာတွေရေးတယ်နောက်ပြီးတော့ဒီ qualification ရဲ့တန်ဖိုးမကျသွားအောင်ဘယ်လိုလုပ်ထားလဲဘာလဲဆိုတော့အဲ့လိုမျိုးပေါ့နော်Open Book Exam ကနေပြီးတော့အရင်အတိုင်းပဲ Close Book Exam ကိုပြောင်းပေးဖို့ဆိုတဲ့တောင်းဆိုမှုမျိုးတွေအဲ့ဒါတွေရှိတဲ့အခါမှာ NIBOSH ကနေပြီးတော့ဒီ webinar လေးကို organize လုပ်ပြီးတော့ alumni members တွေကိုဖိတ်ပြီးတော့သူတို့က Open Book Exam ပြောင်းရခြင်းရဲ့เนาะဒီအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကစာမွေးခန်းထဲမှာသွားဖြည့်ရတာ PC မှာသွားဖြည့်ရတာအခုကျွန်တော်တို့ Open Book Exam ကြတော့ကျွန်တော် online ကနေပြီးတော့ကိုယ့်ရဲ့အိမ်မှာပဲဖြည့်လို့ရတယ်ကိုယ့်ရဲ့အိမ်ကနေပြီးတော့24နာရီအတွင်းဒီဖြည့်လွှာကို online ကနေပြီးတော့ submit လုပ်လို့ရတယ်ဗောနော်ဒီ NIBOSH ကိုလှမ်းပို့လို့ရတယ်ဟို digitalize လုပ်လိုက်တာပေါ့အဲ့ဒီအပေါ်မှာ NIBOSH ကနေပြီးတော့သူ့ရဲ့ qualification ကတန်ဖိုးကျသွားခြင်းမရှိဘူးဘာကြောင့်ဆိုတဲ့ဟာတွေရှင်းပြတယ်အဲ့ဒီ information တွေကိုကျွန်တော်ဒီနေ့ပါဗောနော်သူတို့ဒီကျွန်တော်တင်မဲ့ဒီ video လေးရဲ့အောက်မှာလဲကျွန်တော်သူတို့ပြောထားတဲ့ဒီ webinar ရဲ့ link ကိုလည်းကျွန်တော်ထည့်ပေးလိုက်ပါမယ်ဒါ direct ကြည့်လို့ရအောင်ဗောနော် webinar ကတော့တနာရီခွဲလောက်ကြာတယ်ဗျအဲ့ webinar ကတနာရီခွဲလောက်ကြာတယ်အဲ့တနာရီခွဲလောက်ကြာတဲ့ပြောသွားတဲ့အထက်ကမှအဓိကအချက်တွေကိုကျွန်တော်ဒီမှာ info စာရွက်နဲ့ကျွန်တော်4ရွက်လောက်ရှိတယ်ကျွန်တော်အဓိကအချက်တွေကိုပဲကျွန်တော် sharing လုပ်သွားပါမယ်เนาะအဲ့တော့စလိုက်ပါမယ်အဲ့တော့ NIBOSH ကဘာကြောင့်အရင်တုန်းကကျွန်တော်တို့စာမွေးစစ်တဲ့အခါမှာ PC မှာသွားဖြည့်ရတယ်ကျွန်တော်တို့ invigilator လို့ခေါ်တဲ့ကျွန်တော်တို့စာမွေးအခန်းစောင့်နေသူရှိတယ်ပြီးတဲ့အခါမှာစာမွေးအခန်းထဲမှာဗာပစ္စည်းမမရောက်ကျွန်တော်တို့ငငယ်တုန်းကပုံစံတိုင်းပဲကျွန်တော်တို့စာမွေးကိုကျွန်တော်တို့ဖြည့်ဆိုမဲ့ခဲတဲ့ဘောမဲ့ပြည်တယ်လောက်နဲ့ပဲကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့ဖြည့်ရတယ် in written ပေါ့နော် handwriting နဲ့ရေးပြီးတော့ဖြည့်ရတယ်အခုကြတော့အဲ့လိုမျိုးမဟုတ်ဘူး open book exam ကြိုက်တဲ့ကျွန်တော်တို့စာအုပ် reference ကိုကျွန်တော်တို့လှန်ပြီးတော့ reference လုပ်လို့ရတယ်နောက်ပြီးတော့စာမေးပွဲချိန်ကလည်းကျွန်တော်တို့သူတို့မေးခွန်းကို download လုပ်ပါဆိုပြီးတော့ပြောတဲ့အချိန်ကစပြီးတော့ကို download လုပ်လိုက်တဲ့အချိန်ကစပြီးတော့အဲ့ဒီမေးခွန်းကို24နာရီအတွင်းဖြည့်ပြီးတော့24နာရီအတွင်းမှာကျွန်တော်တို့အဖြေလွှာကို online ကနေပို့ခွင့်ရှိဆိုတော့အရင်ကထက်ဆိုင်လို့ရှိရင်လွတ်လပ်သွားတယ်လို့ထင်ရနိုင်တယ်ပေါ့နော်အဲ့ဒါတွေမပြောခင်မှာကျွန်တော်တို့ဘာကြောင့်မလို့ဒီလိုမျိုး open book exam ကိုပြောင်းရတာလဲပြောင်းရတဲ့အချက်တွေမှာအဓိကပထမဆုံးနံပါတ်1ကတော့အခုဖြစ်နေတဲ့ COVID pandemic ကြောင့်ကျွန်တော်တို့training center တွေကလည်းเนาะအခုအရင်ကလိုမျိုးကျွန်တော်တို့ classroom training နဲ့ကျွန်တော်တို့ training ပေးခွင့်မရှိတော့ဘူးသူတို့မှာအခက်အခဲတွေအများကြီးရှိလာတယ်classroom training နဲ့training ပေးလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ NIBOSH ရဲ့ authorized training center တခုမှမရှိသေးဘူးတခြားနိုင်ငံတွေမှာ NIBOSH ကနေပြီးတော့အတိအမှတ်ပြုထားတဲ့ training center တွေက classroom training ပေးလို့မရဘူးကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ safety training center တွေကလည်းအခုအချိန်မှာကျွန်တော်တို့ဒီ local ပေါ့နော်training တွေပေးဖို့ classroom based training တွေပေးဖို့အတွက်အဆင်မပြေသေးသလိုပဲတခြားနိုင်ငံတွေမှာလည်း NIBOSH ကိုတင်မဲ့ NIBOSH က approve လုပ်ထားတဲ့ training center တွေကတင်ခွင့်မရဘူးအဲ့အတွက်ကြောင့်မလို့တို့အခက်အခဲရှိတယ်နောက်တစ်ခုက exam စာမေးပွဲစစ်ဖို့အတွက်စာစစ်ဌာနတွေအနေနဲ့လက်ခံကျင်းပပြီးဖို့စာမေးပွဲကိုလက်ခံကျင်းပပြီးဖို့အခက်အခဲတွေရှိတယ်နောက်တစ်ခုက NIBOSH ကနေပြီးတော့လေအဲ့လိုမျိုးနိုင်ငံဒေသအသီးသီးကမ္ဘာအနှံ့အပြားမှာကျွန်တော်တို့မျိုးအခက်အခဲတွေရှိတဲ့အတွက်ကြောင့်မလို့ exam တချို့ကို cancel လုပ်ပြလိုက်ရတယ်တချို့ exam တွေကိုကျွန်တော်တို့ schedule ရွှေ့ပြီးတော့ postpone ပေါ့နော်အဲ့ဒါမျိုးလုပ်လိုက်ရတာရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီ open book exam နဲ့ရှေ့ဆက်ပြီးတော့ခီးသွားမှဖြစ်တော့မယ်ဆိုတဲ့အနေအထားမျိုးလေးရောက်လာတာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ NIBOSH ကနေပြီးတော့အခုလုပ်လိုက်တဲ့ open book exam ကသူ့မှာ qualification တွေအများကြီးရှိတယ်เนาะ PSM တို့ ITC တို့ IGC တို့ diploma တို့အဲ့ဒီထဲမှာ NIBOSH ရဲ့ qualification ဖြစ်တဲ့ဒီ IGC နဲ့ NGC International General Certificate နဲ့ National General Certificate Level 3 course အဲ့ဒီဟာတစ်ခုတည်းကိုပဲကျွန်တော်တို့ open book exam တွေနဲ့ပြောင်းသေးတယ်เนาะအဲ့တော့သူတို့ရဲ့ way forward plan ပါလဲဆိုလို့ရှိရင်သူတို့ရှေ့ဆက်ပြီးတော့ဒီ OBE နဲ့ပဲကျွန်တော်တို့ open book exam နဲ့ပဲကျွန်တော်တို့သွားတော့မှာပေါ့เนาะသူတို့သွားတော့မှာအဲ့တော့
မေးကြတယ်ဒါကကျွန်တော်တို့ COVID ကာလအတွင်းမှာပဲဒီ open book exam တော့မှာလားဒါမှမဟုတ်လို့ရှိရင်ဒီဟာက permanent လားเนาะဒါမှမဟုတ်လို့ရှိရင်ဒါဟိုပါပေါ့ interim measures လားပေါ့เนาะသူတို့ဖြေပါတယ်ဒါကကျွန်တော်တို့ long term solution เนาะ permanent ဖြစ်သွားပြီเนาะသို့တော့အခုလက်ရှိအချိန်တွေမှာတော့ IGC နဲ့ NGC နှစ်မျိုးတည်းကိုပဲ open book exam တွေနဲ့စစ်မယ်ကျန်တဲ့ဟာတွေကသူတို့ဆက်ပြီးတော့အကောင့်တွေပေါ်ဖို့စူးစမ်းဆောင်ရွက်နေစေနောက်တစ်ခုက COVID ကနော်ကျွန်တော်တို့ဆိုးကျိုးတွေလည်းပြီးတယ်အများကြီးပဲဒါပေမဲ့ opportunity တွေလည်းပြီးပါနော် positive ဘာကြောင့်လဲဆိုလို့ရှိရင်နောက်ဆိုလို့ရှိရင်ကျွန်တော်တို့ online ကနေပြီးတော့ကျွန်တော်တို့သင်ကြားခွင့်ရမယ်ဆိုတော့တခြားအားသာချက်တွေအများကြီးရှိအဲ့အားသာချက်တွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့တို့ကဒီဟာကို opportunity တည်းအနေနဲ့အသုံးချလိုက်တယ်နောက်တစ်ခုကအခုလိုမျိုး COVID ကာလမှာ pandemic အကြီးကြီးဖြစ်နေတဲ့အချိန်မှာ Nibosh တစ်ခုတည်းကျွန်တော်တို့ဒီပြဿနာမဟုတ်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အထက်တန်းကျောင်းတွေလေတန်းကျောင်းတွေစသဖြင့်เนาะကျောင်းတိုင်းเนาะနောက်ပြီးတော့တက္ကသိုလ်တွေเนาะဟိုဒီလိုမျိုးကျောင်းတွေဆက်ပြီးတော့ဖွင့်လို့မရသေးဘူးတခြားနိုင်ငံတွေလည်းဒီတိုင်းပဲတက္ကသိုလ်တွေကျောင်းတွေ elementary school တွေဘာမှကျွန်တော်တို့ဖွင့်လို့မရသေးတဲ့အနေအထားမှာအခု online learning ဆိုတာစပြီးတော့တွင်တွင်ကျယ်ကျယ်နဲ့စဖြစ်လာပြီဒါ worldwide အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က online learning နဲ့သင်ပေးမယ်သင်ယူမယ်စာမေးပွဲကိုလည်း online ကနေပြီးတော့ဘယ်လိုစနစ်တကျနဲ့ဖြည့်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့သွားနေပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ဟုတ်ပြီအဲ့တော့ online learning ကတော့ဟုတ်ပြီဒါပေမဲ့ online exam ကြတော့ဟိုခိုးချတာတွေရောမဖြစ်နိုင်ဘူးလားเนาะတခြား cheat လုပ်လို့ရတဲ့ဟာတွေပိုတော့မှလုပ်လို့ရသွားတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့မစင်စားထားဘူးလားဆိုတော့သူတို့တတိချာချာကောင်းကောင်းမစင်စားထားပါတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ဘာတွေလဲဆိုတော့ကျွန်တော်ရှေ့မှာဒီဗီဒီယိုလေးမှာကျွန်တော် share လုပ်ပြီးသွားမှာပါအဲ့တော့နောက်တစ်ခုကခုနလိုမျိုးကျွန်တော်တို့ online ကနေပြီးတော့ exam ဖြေမယ်ဆိုတဲ့အနေအထားမျိုးမှာသူတို့သဘောနဲ့သူတို့လုပ်လို့မရအောင်အဲ့တော့ Nibosh ရဲ့ qualification တွေကဘယ်ကအတိမတ်ပြုလဲ SQA လို့ခေါ်တဲ့ Scottish Qualification Accreditation Body เนาะအဲ့ဒီကနေပြီးတော့အတိမတ်ပြုတဲ့အတွက်ကြောင့်မလို့ SQA regulatory body ပေါ့เนาะအဲ့ SQA ကိုသူတို့ကဒီလို online နဲ့သွားမယ်ဆိုတဲ့ဟာကိုသူတို့တင်ပြရတယ် SQA ကမေးတယ် online နဲ့ exam စစ်မယ်ဆိုလို့ရှိရင်အရင်တုန်းကစစ်ခဲ့တဲ့တကယ်ကိုတိချာချာပိုက်စိတ်တိုက်စစ်တဲ့ပုံစံမျိုးเนาะလူတွေခိုးချလို့မရအောင် cheat လုပ်လို့မရအောင်ဘာတွေလုပ်ထားလဲဆိုတဲ့ဟာတွေပါသူတို့တွဲပြီးတော့တင်ရเนาะသူတို့ကဒီလိုတွေလုပ်ထားပါတယ်ဆိုတဲ့ဟာမျိုးတွေပြောလိုက်တဲ့အခါမှာ SQA ကနေပြီးတော့အဲ့ဒီအပေါ်မှာသုံးသပ်ပြီးတော့မှခွင့်ပြုတာပါအဲ့တော့ဒီ qualification ရဲ့တန်ဖိုးကျသွားမယ်ဆိုတာမဟုတ်ပါဘူးတဲ့နောက်တစ်ခုကကြတော့ Nibosh က message တစ်ခုထပ်ပေးတာက Nibosh ရဲ့ qualification တွေမှာသူ့ရဲ့သင်ပေးပုံသင်ယူပုံပုံစံချင်းကသူ့ရဲ့ concept ကဘာလဲဆိုလို့ရှိရင် memory ကိုအဓိကမထားဘူး memorization လို့ခေါ်တယ်ကျွန်တော်တို့ရှိမှာနိုင်ငံမှာလည်းအဲ့ဒါတွေပြင်သင့်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကစာမေးပွဲမှာအလွတ်ကျက်တယ်အလွတ်ကျက်ပြီးတော့ကျွန်တော်တို့မှတ်ထားတဲ့ဟာကို10ချောင်းစာ10ချောင်းမှတ်ထားတယ်ဆိုလို့ရှိရင်10ချောင်းသလုံးကိုပြည့်အောင်ရေးနိုင်တယ်ဆိုရင်အမှတ်ပြည့်ရမယ်တကယ်လို့မှတ်ထားတာမေ့သွားတယ်ဆိုလို့ရှိရင်ရေးတဲ့နေရာမှာမတိကျရင်နည်းနည်းလေးပဲရမယ်အဲ့တော့ memory ကိုပို့ပြီးတော့အခြေခံတယ်ကျွန်တော်တို့နိုင်ငံသူတို့ကအဲ့လိုမဟုတ်ဘူးသူတို့တင်လိုက်တဲ့တင်ယူမှာပါတဲ့အချက်လက်တွေအကုန်လုံးကိုဒီတင်ယူနေတဲ့သူကကောင်းစွာနားလည်သဘောပေါက်ရမယ်တစ်ချက်ကောင်းစွာနားလည်သဘောပေါက်တယ်ဆိုတဲ့ဟာက concept ကိုပြောတာ concept မိရမယ်ပြီးရင်အဲ့ဒီသူကသူသဘောပေါက်တဲ့ဟာကိုလုပ်ငန်းဝင်ထဲမှာပြန်ပြီးတော့သုံးတက်ရအဲ့ဒါမှဒီ qualification ကိုပြီးမယ်သူရဲ့ concept ကအဲ့လိုဖြစ်တယ်အဲ့တော့ memory ပေါ်မှာအခြေမခံဘူးဥပမာကျွန်တော်ပြောရရင်ကျွန်တော်လွန်ခဲ့တဲ့ July 2020မှာကျွန်တော်ဟိုဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ Nibosh diploma ကိုကျွန်တော်ရဒါပေမဲ့အခုချိန်မှာကျွန်တော်စာရီပြန်ပြီးကျွန်တော်အစာအဆုံးတစ်ကနေပြီးတော့ဟိုအစင်လိုက်အလွတ်ရကြမှာရဒါပေမဲ့ကျွန်တော်တို့အလွတ်ရအောင်လုပ်ခဲ့တာမဟုတ်ဘူး concept ကိုကျွန်တော်တို့သိချာနောကြည့်အောင်လုပ်ခဲ့ရတယ်နောက်တစ်ခုကကျွန်တော်တို့သင်ယူကထုတ်လိုက်တဲ့စာအုပ်ဆိုတအုပ်ဆိုလို့ရှိရင်ဒီတအုပ်ပဲဖတ်ရတာမဟုတ်အဲ့ဒီတအုပ်ကိုနားလည်သဘောပေါက်ဖို့တခြား other reference တွေကိုကျွန်တော်တို့ online ကနေ internet ကနေ YouTube ကနေအဲ့ဒါတွေ download လုပ်ကျွန်တော်တို့ study လုပ်ခဲ့ရတယ်เนาะ supplementary အနေနဲ့ကျွန်တော်လုပ်ခဲ့ရတဲ့ဟာရှိတယ်အဲ့တော့ concept ကဘယ်တော့မှမမေ့ဘူးအဲ့ဒီ concept ကိုကျွန်တော်တို့ကဘယ်လိုပြန်လုပ်ငန်းဝင်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေအရမှာဘယ်လိုအသုံးဒိုင်လုံးကြီးတွေဖြစ်အောင်ဘယ်လိုအသုံးချမလဲဆိုတဲ့ဟာကအဲ့ဒီ Nibosh ရဲ့စာမေးပွဲမှာစစ်တာဆိုတော့ Nibosh ရဲ့စာမေးပွဲတွေဒီ memorization ကိုအခြေမခံထားတဲ့အတွက်ကြောင့်မို့လို့ open book exam ဖြစ်နေရင်တောင်မှတန်ဖိုးကျမသွားဘူးနောက်သိတဲ့သူတွေလည်းသိပါတယ် open book exam ဒီ close book exam ထက်ပိုပြီးတော့ခက်ခဲတယ်နော်သူ့အခွင့်အရေးပေးထားတယ်ကြိုက်တဲ့စီက reference ယူဒါပေမဲ့သူသဘောမပေါက်ဘဲနဲ့ copy paste နဲ့တော့လုပ်လို့ရမှာမဟုတ်စာမွဲကိုအောင်ဖြေလို့ရမှာမဟုတ်ဘူးတဲ့နော်နောက်တစ်ခုကကြတော့သူ့ရဲ့စာမေးပွဲမှာစစ်တဲ့ပုံစံဒီ
ကျွန်တော်တို့သင်ယူလို့ခေါ်တဲ့ syllabus ပေါ့နော်အဲ့ syllabus တွေမှာပါတဲ့အကြောင်းအရာအခန်းကဏ္ဍအကုန်လုံး down စီအောင်ပါအောင်မီလီမီတာရှိတယ်တဲ့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့မေးသွားမယ်လို့လေကျွန်တော်တို့ဒီ information ထဲမှာထည့်ပြီးတော့သူတို့ပြောခဲ့ပါတယ်နောက်တစ်ခုကဒီ regulatory requirement ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနပြောတဲ့ SQA ကဘာ demand လုပ်လဲ NIBOSH ကနေပြီးတော့ငကိုအတိုင်းကျွန်တော်တို့ classroom based exam နဲ့ပဲစာမေးပွဲစစ်စစ် online ကနေပြီးတော့ပဲစစ်စစ် standard ကတူတူပဲဖြစ်ရရော့ဒီရော့ရဖြစ်သွားတာမျိုးမဖြစ်ရအောင်နော်နောက်တစ်ခုကဒီအခုနကစာမေးပွဲကိုဖြေဆိုထားတဲ့အဖြေလွှာတွေကိုစစ်မဲ့ examiner တွေသူတို့ရဲ့ examiner တွေရဲ့စစ်တဲ့စာမေးပွဲစာစစ်အရေးချင်းပြည့်မီအောင် training တွေပေးပြီးမှ examiner ခန့်လို့ရမယ်တွေ့ရလူကိုစစ်လို့မရဘူးเนาะအဲ့အတွက်ကြောင့်မလို့ examiner တွေဒီ qualified examiner တွေဖြစ်ဖို့အတွက် training ရှိရမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ exam စစ်မဲ့ examiner တွေရဲ့သူတို့ရဲ့ quality ပေါ့နော် quality သူတို့ရဲ့ quality ကိုလည်းကျွန်တော်တို့စစ်ဆေးတဲ့အစီအစဉ်တွေဒီ NIBOSH မှာရှိတယ်အဲ့ဒီအစီအစဉ်တွေကိုပူးတွဲတင်ပြပြီးတော့ SQA ကနေပြီးတော့satisfy ဖြစ်လို့ပေါ့နော်စိတ်ကျေနပ်လို့ဒီလိုမျိုးကျွန်တော်တို့စစ်ခွင့်ပေးတာဖြစ်ပါတယ်တဲ့နောက်တစ်ခုက open book exam ပေါ့နော် OBE လို့ပဲကျွန်တော်ရှေ့ဆက်သုံးသွားပါမယ် OBE ရဲ့အားသာချက်ကပါလဲအခုနကျွန်တော်ပြောရတဲ့ထဲမှာပါပြီးသွားပြီကျွန်တော်တို့ OBE ဒီလူ safety concept health and safety concept ကိုသင်ရိုးထဲမှာပါတဲ့ health and safety concept ကိုဘယ်လောက်အထိသဘောပေါက်နားလည်လဲဆိုတော့စစ်တာဘယ်လောက်အထိပြန်ပြီးတော့ recall မှတ်ဉာဏ်ကနေပြီးတော့ recall ပြန်ခေါ်ပြီးတော့ရေးနိုင်လဲဆိုတော့စစ်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီ NIBOSH ဆိုတဲ့ qualification ဟာကျွန်တော်တို့ international worldwide မှာ employer တော်တော်များများကဒီလက်မှတ်ရှိတဲ့ health and safety professional ဆိုလို့ရှိရင်တကယ်ကိုအလုပ်ထဲမှာအလုပ်လုပ်တတ်တယ် competent ဖြစ်တယ်လို့လက်ခံထားတဲ့အတွက်ကြောင့်မလို့ recognition မြင့်တယ် level မြင့်တယ်အဲ့အတွက်ကြောင့်မလို့ဒီတန်ဖိုးကိုသူတို့ဆက်လက်ပြီးတော့ထိန်းထားမယ်ဆိုပြီးတော့ပြောပါတယ်နောက်တစ်ခုကအခု OBE exam မှာ24နိုင်အချိန်ကိုအလကားသူတို့ပြီးတာမဟုတ်ဘူးအဲ့ဒါက Socratic method လို့သူတို့သုံးပါတယ်เนาะ Socratic method ဆိုတာကအချိန်ကြာ exam ချိန်က length ကြာတဲ့အတွက်ကြောင့်မလို့စစ်ပပောက်မေးနိုင်မှုအတွက်သူတို့မှာအခွင့်အရေးရတယ်တေးသေးချာစစ်ပပောက်ဘက်ဆောင်ကနေပြီးတော့ down ဆောင်ကနေပြီးတော့မေးတဲ့အတွက်ကြောင့်မလို့စာမိုးဝဲဖြေဆိုတဲ့သူရဲ့ level of understanding ပေါ့နော်ဘယ်လောက်နားလဲလဲဆိုတဲ့ဟာကိုသူတို့အရင်ကတည်းကပို့ပြီးတော့ချိန်ထိုးပြီးတော့ပိုက်စိတ်တိုက်စစ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုက OBE ဖြစ်တဲ့အတွက်ကြောင့်မလို့မေးခွန်းကိုဖတ်လိုက်ပြီးတော့ internet Google ပေါ်ကနေ search လုပ်ပြီးတော့ copy paste နဲ့ဖြည့်မယ်ဆိုရင်လည်းအောင်နိုင်မဲ့စာမိုးဝဲမဟုတ်ပါဘူးတဲ့เนาะအရင်ကကျွန်တော်တို့IGC ကျွန်တော်တို့ classroom ထဲမှာ sorry ဒီဟို exam ဌာနမှာတွားပြီးတော့စာမိုးဝဲဆောင်နဲ့ဖြည့်ရတဲ့အနေထားတုန်းကဒီဖြည့်ဆိုချိန်2နာရီလားမသိဘူးအဲ့2နာရီမှာအများဆုံးဖြည့်နိုင်တယ်ဆိုလို့ရှိရင်စလုံးရင်2000ပဲရှိပြီเนาะအခုဒီ OBE မှာသူတို့က minimum word count 3000အထိကျွန်တော်တောင်းထားတယ်ဆိုလိုတာကရေးပါမြများရေးပါမြများရေးဆိုတာကကိုမြများသဘောပေါက်နားလည်မှမြများစလုံးကြီးထွက်အဲ့လိုမှမဟုတ်ဘဲနဲ့စလုံးကြီးများရင်ပြီးရောဆိုပြီးတော့ copy paste နဲ့သွားမယ်ဆိုလို့ရှိရင်တော့တည်ကြတယ်တဲ့ guarantee ပေးပါတယ်တဲ့ကြာမှာပဲတဲ့အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လွယ်မသွားပါဘူးလွယ်သွားမယ်လို့ထင်လို့ရှိရင်တက်စင်အောင်လွယ်ပါလိမ့်မယ်ကိုယ့်ရဲ့ invest လုပ်ထားတဲ့ပတ်စံတွေရင်းနှီးထားတဲ့ပတ်စံတွေလွယ်တယ်ထင်ပြီးတော့သွားလုပ်လိုက်ရင်ဆုံးရှုံးမှုအတွက်အောင်မြင်မှုအတွက်ဆုံးရှုံးမှုကပို့ပြီးတော့များသွားနိုင်ပါတယ်အဲ့တော့ OBE ဖြစ်သွားလို့ဆိုပြီးတော့ကျွန်တော်တို့ဒီအောင် short မတွက်စေချင်ဘူးတဲ့နောက်တစ်ခုကသူတို့ SQA လို့ခုနကကျွန်တော်ပြောပြပါပြီเนาะ SQA ကနေပြီးတော့ approval ကို2020 June မှာ open book exam အနေနဲ့စစ်ဆေးဖို့အတွက်သူတို့approval ရခဲ့တယ် SQA ကလည်းဒီတိုင်းပြမင်းတို့မှာဘာ plan နေတယ်လဲ okay go ahead ဆိုပြီးတော့လွှတ်လိုက်တာမဟုတ်ဘူးသူတို့ကလည်းပြန်လာတယ်အဲ့ဒီက example တစ်ခုကဘာလဲဆိုလို့ရှိရင် NIBOSH ကနေပြီးတော့ဒါလောက်ပါမယ်ဆိုတော့ okay ဒီထက်အပြင်ကိုဒါပါထပ်လို့ဥပမာအနေနဲ့ကျွန်တော်တို့စာမေးပွဲဖြေပြီးရင် close interview စစ်ပါ close interview နဲ့ဒီစာမေးပွဲဖြေဆိုသူဒီတယောက်ရဲ့အကူအညီမှမပါဘူး internet တို့တခြား other learners ရဲ့အဖြေလွှာနေပြီးတော့ခိုးချခြင်းမရှိပါဘူးအားလုံးကသူသဘောပေါက်နားလဲပြီးဖြေထားတဲ့အဖြေလွှာဖြစ်ပါတယ်စသဖြင့်ပေါ့နော်ဒါတွေကိုပိုက်စိတ်တိုက်တေချာအောင်လုပ်ဖို့အတွက် closing interview ကို recommend လုပ်ခဲ့တယ် SQA ကနေအဲ့ဒီတော့ကြောင့်မလို့အခုဒီနေ့ OBE exam မှာ closing interview ဆိုပြီးတော့ကျွန်တော်တို့ဖြစ်လာတာပေါ့နောက်တစ်ခုက OBE ရဲ့အားသာချက်ကဘာလဲဆိုတော့သူတို့ထည့်ပြီးတော့သုံးသပ်ပြပါတယ်ကျွန်တော်တို့ exam ထဲမှာသွားပြီးတော့ထိုင်ပြီးတော့ဖြေရတဲ့ဖြေဆိုသူတွေအနေနဲ့ကဘာပဲပြော exam fright เนาะစိတ်ဖိစီးမှုတစ်ခုဆိုတာရှိတဲ့အတွက်ကြောင့်မလို့
ကိုယ့်ရဲ့ performance ကိုပြချင်လို့ဟိုပါပေါ့နော်ပြချင်တဲ့လောက်ပြခွင့်ရချင်မှရခဲ့မယ်နောက်တစ်ခုက time limitation နဲ့ရှိတဲ့အတွက်ကြောင့်မလို့အသေးအံခဲမှန်ပြီးတော့ရေးနေရတဲ့အတွက်ကြောင့်မလို့ကိုဖြည့်ချင်တဲ့လောက်စိတ်တိုင်းကြဖြည့်နိုင်ခွင့်ရှိချင်မှရှိဒီဟာကအခုကျတော့24နိုင်အချိန်ရတယ် concept ကိုတည်တည်ချာချာနားလည်သဘောပေါက်ပြီးတော့အဲ့ဒီ concept ကိုသူပေးထားတဲ့ scenario ပေါ့နော်သူပေးထားတဲ့လုပ်ငန်းဝင်အခြေအနေတရက်ကိုပေါ်မှာမူတည်ပြီးတော့သုံးသပ်ပြီးတော့လိုက်လျောညီတွေဖြစ်တဲ့ recommendation တွေနဲ့သူ့ရဲ့ဟောပါပေါ့နော် control measures တွေ mitigation measures တွေပါအောင်ရေးမယ်ဆိုလို့ရှိမှသာလေအမှတ်ရဆိုတော့ stress ကိုတော်တော်လေး short ချတာပြီးသားဖြစ်ပါတယ်အဲ့တော့ပထမတစ်ပိုင်းမှာသူပြန်ပြီးတော့ summary ပြန်ချုပ်လိုက်တာကအဲ့တော့ OBE ဒီကျွန်တော်တို့ Socratic method ကိုသုံးမယ်ကြာစာမွေးဖြည့်ခြင်းကြားတဲ့အတွက်ကြောင့်မလို့တေချာပိုက်စိတ်တိုက်လုပ်ခွင့်ရှိမယ် copy paste နဲ့အောင်မှာမဟုတ်ဘူးနောက်တစ်ခုကဒီ exam က reliable ဖြစ်တယ် reliability ပေါ့နော်တကယ်ကိုစစ်မှန်တဲ့ exam ဖြစ်တယ်ဆိုတဲ့ဟာကိုကြတော့သူတို့ခုနကကျွန်တော်တို့တေးသေးချာချာ appoint လုပ်ထားတဲ့ခန့်ထားတဲ့ examiner တွေပဲစာမေးပွဲစစ်မယ် examiner တွေကိုဒီတိုင်းစစ်ခိုင်းမှာမဟုတ်ဘူးသူတို့သဘောနဲ့သူတို့ marking ကြိုက်တယ်လို့အမှတ်တွေပေးလို့မရဘူး marking guidance ဆိုတာသူတို့ပေးတယ် marking guidance and standardization check ဆိုပြီးတော့အဲ့ဒီ checklist ရှိတယ်အဲ့ဒီထဲမှာပါတဲ့အချက်တွေရှိမှစာအဖြေလာထဲမှာပါမှအမှတ်ပေးမယ်နောက်တစ်ခုကကြတော့point based marking ဥပမာကျွန်တော်တို့ဟောပေါ့ဒီ crane operation မှာ lifting operation တခုမှာကျွန်တော်တို့ ground ကို check မယ်เนาะground က uneven floor ဖြစ်မယ် soft ground ဖြစ်နေမယ် outbreaker စသဖြင့်တစ်ချက်ချင်းစီပါတယ်ဆိုလို့ရှိရင်1 point 2 point စသဖြင့်အမှတ်တွေရဒါပေမဲ့တစ် point တည်းကိုပဲဟိုလှည့်ပြီးတော့ဟိုဘက်ကလှည့်ရေးလိုက်ဒီဘက်ကလှည့်ရေးလိုက်ဟိုလုံးလဲကျပြရိုက်ပြီးတော့ဒီတကယ်တမ်းပြောချင်တာတော့ဒီ point တစ်ခုလေဒါပေမဲ့ပုံစံမျိုးစုံနဲ့ရေးမယ်ဆိုလို့ရှိရင်လည်းအမှတ်တွေအများကြီးရမှာမဟုတ်ဘူးဆိုလိုတာကစာများတိုင်းအမှတ်မများဘူးစိတ်ချရတယ်နော်အဲ့ဒီဟာလေးရှိတယ်နောက်တစ်ခုက mark လုပ်ပြီးသွားတယ်ဆိုလို့ရှိရင်လည်းတို့က quality check ရှိတယ် quality check ရှိတဲ့အတွက်ကြောင့်မို့လို့ဒီစစ်ထားတဲ့ examiner တွေစစ်ထားတဲ့အဖြေလွှာတွေကိုလည်းပြန်ပြီးတော့စစ်ဆေးသုံးသပ်တဲ့ဟာတွေရှိတယ်နောက်တစ်ခုကmalpractice investigation ဆိုတာကျွန်တော်တို့အခုနကပြောမယ်ခိုးချတာတို့နော်နောက်တစ်ခုကဟိုမလျော်မကန်တဲ့နီးနဲ့ဖြေဆိုတာတို့ကိုယ့်အစားသူများကိုဖြေခိုင်းတာတို့သူများဖြေထားတဲ့တဲကနေပြီးတော့အဖြေလွှာကိုဒါလိုက်ကူးချတာတို့စသဖြင့်အဲ့ဒီဟာတွေကိုလုပ်တဲ့ investigation အဲ့ဒါရှိမှကျွန်တော်ပြောပါနောက်တစ်ခုကသူတို့နောက်ဆုံးတစ်ချက်ကတော့ conclusion ကပါလဲဆိုရင်အဲ့တော့ဒီ OBE exam မှာအရင် exam ဖြစ်တယ်လွယ်သွားလားဆိုလို့ရှိရင်တစ်ချက်ပဲပြောတယ်အဲ့တော့ passing rate ကပထမအောင်ဆုံး OBE exam ဒီအရင်ကကျွန်တော်တို့old method ပုံစံတိုင်းစာမွေးခန်းထဲမှာသွားဖြေရတဲ့အချိန်လုံးက passing rate ထက်ကိုပို့ပြီးတော့နှိပ်ဆိုလိုတာအောင်တဲ့သူပိုတော့နည်းသွားသေးတယ်ဆိုတဲ့ဟာဒါကတစ်ပိုင်းเนาะနောက်တစ်ပိုင်းကအခုကျွန်တော်ဗာပြောမလဲဆိုလို့ရှိရင် preventing and detecting malpractice အခုနချိလုပ်တဲ့ဟာတွေပေါ့အဲ့ဒါတွေကိုဘယ်လိုကာကွယ်ထားလဲဘယ်လိုသူတို့သိရှိအောင်လုပ်မလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်နည်းနည်းလေးဖြည့်ပြောခြင်းပါအဲ့တော့လူတွေဘယ်ချိန်မှာချိလုပ်ကြလဲတဲ့အချိန်တွေနှစ်မှာချိလုပ်တယ် motivation ကြောင့် opportunity လို့ခေါ်တဲ့အခွင့်အရေးရရင်motivation ဆိုတာပါလေကျွန်တော်တို့စာမွေးတော့အောင်ကျင်တယ်စာလုပ်ရမှာပြင်းတယ်စာဖတ်ရမှာပြင်းတယ်အဲ့လိုပြင်းတဲ့သူတွေရှိတယ်အဲ့လိုရှိတယ်လို့ motivation နောက်တစ်မျိုးကပါလဲဆိုလို့ရှိရင်ဒီလက်မှတ်ကြီးကငါရဲ့ professional အတွက်ဘယ်လောက်အရေးပါတယ်ဆိုတော့သူတို့သိတယ်အရန်လိုချင်တဲ့အတွက်ကြောင့်မလို့မတော်လောပါပေါ့နော်သူတို့မလျှော်ကန်တဲ့နီးလန်းနေနဲ့ရအောင်ယူတာအဲ့လိုအနေထားမျိုးက motivation နောက်တစ်ခုက opportunity လူဆိုတာအခွင့်အရေးရရင်ရတယ်လို့မျိုးအခွင့်အရေးကိုယူတတ်တယ်ဒါလူရဲ့တဘာဝအဲ့တော့ခိုးချဖို့အခွင့်အရေးရရင်လည်းခိုးချမှာပဲတယောက်တည်းရှိနေတဲ့အချိန်မှာလည်းမဟုတ်တာလုပ်ဖို့အခွင့်အရေးရရင်လည်းမဟုတ်တာလုပ်ကောင်းလုပ်လိမ့်မယ်အဲ့ဒီလိုအခွင့်အရေးအဲ့ဒီနှစ်ချက်မှာပဲရှိအဲ့တော့သူတို့ကဒီအခွင့်အရေးကိုမပေးအောင်သူတို့ဘယ်လိုလုပ်ထားလဲအဲ့တော့ malpractice ထဲမှာတစ်ခုကဘာလဲဆိုလို့ရှိရင် proxy candidate လို့ခေါ်တယ် proxy candidate ဆိုတာကကျွန်တော်ကစာမွေးဖြည့်ဖို့အတွက် register လုပ်ထားပေမဲ့ကိုယုံကြည်မှုမရှိတာတော့၎င်းစာမလုပ်ထားတာတော့၎င်းကျွန်တော်အစားနောက်တစ်ယောက်ကိုဖြည့်ခိုင်းတာဒါမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါမျိုးတွေကိုလည်းသူတို့မှာအစီအစဉ်တွေလုပ်ထားပြီးတော့အဲ့ဒါမျိုးမဖြစ်ရအောင်ဟိုလုပ်ထားတဲ့prevention လုပ်ထားတဲ့ဟာတွေရှိပါတယ်အဲ့ဒါမပြောခင် SQA ရဲ့ principle 14အဲ့ဒါကတော့ဗာလဲဆိုလို့ရှိရင်ကြိုက်တဲ့ method နဲ့စစ် open book exam လားအိမ်ကနေစစ်မှာလား classroom ဒီစာမွေးခန်းထဲမှာစစ်မှာလားဘယ်လိုပဲစစ်တေချာတာမှာတခုကဗာလဲဆိုလို့ရှိရင်မလျော်ကန်တဲ့နီးနဲ့ဖြည့်ဆိုပြီးအောင်မြင်ခြင်းမရှိအောင်သူတို့လုပ်ထားနောက်တစ်ခုကအခုနကပြောတဲ့ NIBOSH ရဲ့ quality management system သူတို့ဒီ ISO 9001ကိုလည်းသူတို့ရထားတယ်အဲ့ဒီပုံမှာအဲ့ဒီ quality management system အရာသူတို့စာမွေးပွဲရဲ့အစီအစဉ်နောက်ဆုံးသင်ခန်းစာပို့ချတဲ့အစီအစဉ်ရမှာအစနော်သူတို့ရဲ့ quality standard တွေနဲ့ပြည့်မီအောင်လုပ်ဖို့အတွက်လိုအပ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟို
certification ရဲ့တန်ဖိုးရောကြသွားမှနဲ့ပတ်သက်ပြီးတော့မစိုးရိမ်ပါနဲ့တဲ့အဲ့ဒီ quality management system သူတို့ထုံးစံအတိုင်းသူတို့ ISO ယူထားတဲ့အတွက်ကြောင့် external auditor တွေအများနဲ့လာစစ်နေတယ် internal audit တွေလည်းသူတို့မှာ process တွေအများကြီးရှိတယ် standard operating procedure တွေလည်းရှိတဲ့အတွက်ကြောင့်မလို့စာမေးပွဲပဲစစ် training ပဲပေးနောက်သူတို့ရဲ့ဟိုပါပေါ့နော်ဒီသင်ရိုးပဲထုတ်ဒီ standard operation procedure တွေနဲ့လျှော်ကန်အောင်ပဲလုပ်နေရတဲ့အတွက်ကြောင့်မလို့အခုနောက်လိုမျိုး changes တော့ရှိကောင်းရှိနိုင်တယ်เนาะအခုလိုမျိုး classroom ကနေပြီးတော့ကျွန်တော်တို့စာမွေးဖြည့်တဲ့ invigilator နဲ့စစ်တဲ့စာမွေးကနေပြီးတော့ open book exam မျိုးပြောင်းသွားကောင်းပြောင်းသွားနိုင်တယ်ဒါပေမဲ့ quality မကျသွားအောင်เนาะသူတို့တာဝန်ယူတယ်เนาะအဲ့တော့ကျွန်တော်တို့ခုန investigation ဒီလိုမျိုးချိလုပ်လို့မရအောင်သူတို့ဘယ်လို investigate တွေလုပ်ပထမအဆုံးကျွန်တော်တို့အခုနောက်လိုမျိုးပေါ့တန်တရားရှိဖွယ်ရှိတဲ့အနေအထားမျိုးတွေတရားရောက်ကအစားဖြေတဲ့ပုံစံမျိုးတွေဒါမှမဟုတ်လို့ရှိရင် suspect ဖြစ်နိုင်တဲ့ဟာမျိုးတွေရှိပြီဆိုလို့ရှိရင်တို့က lock လုပ်တယ်ပြီးရင်သူ့ရဲ့ဟို level of suspicion ပေါ့နော်ဘယ်လောက်ထိဟိုတန်တရားဖြစ်ဖွယ်ကောင်းလဲဆိုတဲ့ဟာကိုတို့ဟို review လုပ်ပြီးတော့အဲ့ဒီလုပ်တဲ့ပုံမှာခိုင်လုံတဲ့ evidence တွေစုနော်ဒီလူကခိုးချတယ်ဆိုတဲ့ဟာကိုခိုင်လုံတဲ့ခိုးချတာလားဒါမှမဟုတ်လို့ရှိရင်တရားရောက်ကိုအစားထိုးပြီးဖြေခိုင်းတာလားသူများရှိကကူးချတာလားစသဖြင့်အဲ့ဒီခိုင်လုံတဲ့ evidence တွေစုပြီးသွားလို့ရှိရင်တက်တည်တက်ကတွေစုံလင်ပြီးဆိုရင်တော့တို့အဲ့ဒီကာယကံရှင်စီကိုစာရေးတယ်ကာယကံရှင်ကနေပြီးတော့ response ပြန်လာဖို့အတွက်ကိုမင်းဒါတွေဘယ်နေရာမှာဘယ်လိုချိလုပ်ခဲ့တယ်ဆိုတဲ့ evidence နဲ့တော့ကာယကံရှင်ကိုစာရေးမယ်ကာယကံရှင်ကနေပြီးတော့ပြန်ပြီးတော့ဒီဟာကမဟုတ်ဘူးဆိုလို့ရှိရင်လည်းတို့ chance ပေးတယ်10 working days ပေါ့နော်10ရက်အလုပ်လို့ရ10ရက်အတွင်းမှာပြန်ပြီးတော့အကြောင်းပြန်ဖို့အတွက်ဟွာလုပ်တယ်ပြီးတဲ့ခါကျလို့ရှိရင်ခုနပြောတဲ့ကျွန်တော်တို့ evidence တွေကိုလည်းတို့တေချာခိုင်မာလုပ်ပြီးတော့ full report တို့ရေးထားတယ်ဒီ learners အမှတ်ဘလောက် candidate ကဘာတွေ malpractice တွေလုပ်ခဲ့တယ်ဆိုတဲ့ဟာကိုတို့ကနေပြီးတော့မတေချာရင်တို့မလုပ်တေချာအောင်လုပ်ဖို့နောက်တစ်ခုကကြတော့တို့ဒီလိုမျိုးတွေးရှိချက်တွေကို Nibosh မှာကျွန်တော်တို့ team တွေရှိတယ် investigation team တွေ marking scheme နဲ့ပတ်သက်တဲ့ team တွေအဲ့ဒီ team တွေကနေပြီးတော့ကျွန်တော်တို့တက်ဆိုင်ရာဌာနမှုတွေရှိကိုတို့တင်ပြရတယ်ဆိုတဲ့ဟာလေးအဲ့တော့တို့ဒီတိုင်းကျွန်တော်တို့ဟို free fall နဲ့ကျွန်တော်လွှတ်ပေးထားတာမဟုတ်ပါဘူးပေါ့နော်နောက်တစ်ခုကဟုတ်ပြီအဲ့လိုမျိုးတေးကြပြီးချိလုပ်တဲ့တောင်းသားဆိုလို့ရှိရင်တို့ဘယ်လိုအရေးယူမလဲဆိုတဲ့ဟာလေးတွေပြောချင်ပါတယ်အဲ့ဒါမပြောခင်မှာအခုနကျွန်တော်ကစာမွေးဖြည့်တယ် Nibosh ကနေပြီးတော့ကျွန်တော်ကြီးစားလာတယ်မင်းကမယိုးမသားစွာဖြည့်ဆိုကြောင်းကိုဒီချက်တွေကြောင်းကျွန်တော်တို့တွေးရှိရပါတယ်ဆိုတဲ့ဟာမျိုးကျွန်တော်စီရမယ်ကျွန်တော်ကဒါကို fair မဖြစ်ဘူးထင်လို့ရှိရင်တို့ကို appeal process ဆိုတာရှိတယ်အယူခံဝင်ခွင့်ရှိတယ်နော်အဲ့ဒီအယူခံဝင်တဲ့ process တွေလည်းတို့မှာရှိတယ်ဒါပေမဲ့ကိုယ့်ဘက်ကအယူခံဝင်ပြီးတော့အယူခံဝင်တိုင်းတို့ဘက်ကနေပြီးတော့ short ပေးမယ်တော့မဟုတ်ဘူးကိုယ့်ဘက်က facts and figure ခိုင်ခိုင်မာနဲ့ဒါဟာကိုယ့်ရဲ့ own answer ဖြစ်တယ်ကိုယ့်ပိုင်အဖြေလွှာဖြစ်တယ်ဆိုတဲ့ဟာကိုပြောပြနိုင်ဖို့အတွက်robust process လို့ခေါ်တာပေါ့နော်ခိုင်မာတဲ့ကိုယ့်ဘက်ကလည်းအထောက်အထားပြည့်စုံနဲ့ပြန်ပြီးတော့တို့ကိုထူးကြည်လွှာတင်တဲ့ဟာမျိုးပေါ့နော်အယူခံဝင်ခွင့်ပေးထားပါတယ်နောက်တစ်ခုကတို့ဘယ်လိုတွေစစ်မလားနော် data analysis on learners result အဲ့တော့ကျွန်တော်တို့unit တွေရှိတယ် unit 1 unit 2 unit 3ဖြည့်ခဲ့တဲ့အပေါ်မှာသူ့ရဲ့အမှတ်ရတယ်ပါပေါ့နော် unit 1မှာတော့အမှတ်ကကျွန်တော်တို့60ကျော် unit 2ကြတော့နော်50ဝန်းကျင် unit 3လဲကြာ open book exam လဲပြောင်းလိုက်ခါမှာတခါလဲဘာဖြစ်သွားလဲသူက for example ပြောတာနော်ကျွန်တော်တို့အမှတ်တွေ80ကျော်ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီလူက consistent မဖြစ်ဘူးနော်ဟိုတန်းနဲ့မရှိနေဘူးဒီချိန်ကျမှဘာဖြစ်လို့ထောင်တက်သွားတာလဲအဲ့တော့သူ့ရဲ့ဒီ learners ရဲ့ profile ကိုလည်းပြန်ပြီးတော့သူတို့စစ်တယ်နော်အရင်တည်းကသူ့ရဲ့ဖြည့်ဆိုခဲ့တဲ့အမှတ်တွေကအရင်တည်းကကောင်းခဲ့တာလားဒါမှမဟုတ်အခုကျမှထပြီးတော့ဒုံနဲ့ထကောင်းသွားတာလားဘာကြောင့်လဲဆိုတဲ့ဟာမျိုးတွေအဲ့ဒါတွေအကုန်လုံးသူတို့လိုက်ပါတယ်နောက်တစ်ခုကexaminer တွေကိုလည်း train ထားတယ်နော် marking ဘယ်လိုစစ်ရမယ်ဆိုတာတော့ဒီမကဘူးဘယ်လိုမျိုးဖြည့်ဆိုသူတွေက malpractice တွေလုပ်နိုင်လဲနော်အဲ့ဒီဟာတွေကိုလည်းသူတို့ train ထားတယ်ဆိုတဲ့ method တွေရှိတယ်အဲ့ method တွေတိုင်း train ထားပါတယ်နောက်တစ်ခုက handwriting analysis လည်းလုပ်တယ်သူတို့ရှင်းပြတဲ့အဲ့ဒီ video ထဲမှာဝင်ကြည့်လိုက်ရင်တော့ရှင်းပါမယ်ကျွန်တော်ဒီမှာ brief ပဲပြောတာဆိုတော့ကျွန်တော်အကျယ်ချက်မပြောတော့ဘူးလက်ရေးလက်သားနော်အဲ့ဒါတွေကိုလည်းသူတို့အသေးစိတ်handwriting expert ကိုကျွန်တော်တို့ဒီအဖြေလွှာတွေပို့ပြီးတော့ဒီလူဟာသူ့ရဲ့လက်ရေးရောဟုတ်ရဲ့လားဆိုတဲ့ဟာကိုဒီပေါ့နော်ပြန်ပြီးတော့ counter check လုပ်တာပေါ့အဲ့ဒါတွေလည်းရှိနောက်တစ်ခုကတူတယောက်စီကခိုးချတာ online ကနေပြီးတော့ copy paste လုပ်ပြီးခိုးချတာမျိုးမဖြစ်ရအောင် anti plagiarism လို့ခေါ်တဲ့ပေါ့နော်ကျွန်တော်တို့ software ကိုသုံးပြီးတော့စစ်တာနော်သူတို့ခေါ်တဲ့အခေါ်ကတော့ turn it in ဆိုတာမသိဘူးနော် turn it in ဆိုတဲ့ software ကိုသုံးပြီးတော့ဒီဖြေလွှာဒီ source တစ်ခုကခိုးချထားတာလားဆိုတာကိုစစ်ဆေးတဲ့ဟာတွေလည်းသူတို့မှာရှိတယ်နောက်တစ်ခုကကြတော့ data သင်ယူနေတဲ့ somewhere ဖြည့်တဲ့ candidate ရဲ့ပေါ့နော်data တွေကို analysis လုပ်တာ
date of birth တို့နာမည်တို့ဖြည့်ဆိုတဲ့ location တို့စသဖြင့်ပေါ့သူတို့အဲ့ဒါတွေလည်းသူတို့စစ်တယ်နောက်တစ်ခုက social media ကိုလည်းကျွန်တော်တို့ Facebook ဖြစ်ရင်ဖြစ်မယ်ဒီ candidate ကနေပြီးတော့ကျွန်တော်တို့ WhatsApp group မှာ group ဖွဲ့ပြီးတော့ learning လုပ်နေတာမျိုးလည်းရှိကောင်းရှိမယ်သူတို့မှာအဲ့ဒီဒီကမှအစား trace လိုက်ပြီးတော့စစ်တဲ့အနေအထားမျိုးတွေလည်းသူတို့မှာရှိပါတယ်တဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဟို suspected proxy learner ဆိုတာကလူစားထိုးပြီးတော့ဖြည့်တဲ့သူတွေရှိတယ်အဲ့လူစားထိုးပြီးတော့ဖြည့်ပေးနေတဲ့သူတွေကိုမဖြစ်ရအောင်ဒီလူစားထိုးပြီးလိုက်ပြီးတော့ဖြည့်ဆိုပေးနေတဲ့သူတွေရဲ့ဓာတ်ပုံเนาะသူတို့အဲ့ဒါသူတို့ဘက်က investigation ရလာပြီဆိုလို့ရှိရင်အဲ့ဒီဓာတ်ပုံကိုလည်းသက်ဆိုင်ရာကျွန်တော်တို့ဟိုပါပေါ့နော်ဒီဟို institution တွေရှိကိုသူတို့လှမ်းပို့ထားပါတယ်ဆက်သွယ်ထားပါတယ်တဲ့เนาะနောက်တစ်ခုက sanction and penalty အဲ့တော့ဘယ်လိုဒီလိုမျိုးချိလုပ်တယ်ဆိုတဲ့ဟာတက်တည်တက်ကရင်းနဲ့ရှာဖွေတွေ့သွားပြီဆိုရင်ဘယ်လိုအရေးယူမှုတွေလုပ်လဲ NIBOSH qualification ကိုပြီးတော့မှာမဟုတ်เนาะ lifetime ban ကျွန်တော်တို့ဒီတစ်ခေါက်ဆောင်မဖြစ်ဘူးနောက်တစ်ခေါက်ကျွန်တော်တို့ register လုပ်ပြီးတော့အသစ်ဖြည့်လို့မရတော့ဘူးเนาะဒီလူဒီ blacklist ဝင်သွားပြီဆိုရင် NIBOSH qualification ကိုဘယ်တော့မှရတော့မှာမဟုတ်နောက်တစ်ခုကအဲ့တော့ဖြည့်ဆိုသူပဲမဟုတ်ဘူးเนาะမတမာမှုတွေမှာတကယ်လို့ကျွန်တော်တို့ learning partners တွေပေါ့เนาะကျွန်တော်တို့ training center တွေရဲ့ staff တွေလည်းဝိုင်းဝန်းကူညီပေးတယ်ဆိုတဲ့ဟာမျိုးတွေ့တယ်ဆိုရင်အဲ့ဒီ training center ကိုလည်း accreditation ပေါ့နော် accredited ဖြစ်တဲ့ NIBOSH ကအတိအမှတ်ပြုထားတဲ့ training center တွေကိုလည်း blacklist ထဲထည့်လိုက်မယ်အဲ့ဒီတဲက staff တွေကိုလည်းကျွန်တော်တို့ blacklist ဆိုတဲ့ဟာမျိုးသူတို့မှာရှိပါတယ်အဲ့တော့ဆိုလိုတာကကျွန်တော်တို့ဖြည့်ဆိုသူတွေကိုပဲသူတို့ trace လိုက်တာမဟုတ်ဘူး training center တွေကိုမှအစား training center ဆိုတာခုနပြောတယ် NIBOSH ကအတိအမှတ်ပြုထားတဲ့ training center တွေကိုမှအစားသူတို့မှာရှိတင်ရှိထိုက်တဲ့ quality အတိုင်းသူတို့ deliver လုပ်နေလားเนาะ training တွေပေးနေရလားဒါပြီးတော့ exam arrangement တွေကိုလုပ်ပေးရလားကူညီပြီးတော့မဟုတ်ကနီလန်နဲ့အောင်မြင်အောင်ကူညီထောက်ပံ့နေလားဒါတွေကိုသူတို့စစ်ပါတယ်တွေ့တဲ့အခါမှာသူတို့ဒီခုနကခန့်အပ်ခဲ့တဲ့เนาะ authorized accredited training center ဆိုလဲအဲ့ accreditation တွေကိုဖြုတ်ပြီးတော့ပြန်လဲရုပ်သိမ်းမှာဖြစ်တယ်တဲ့နောက်ပြီးတော့ဒါနဲ့လည်းမပြီးဘူးခုနကပြောတဲ့ professional body တွေ award organization တွေရှိတယ် IOSH လိုမျိုးเนาะBritish Safety Council လိုမျိုး NCFE လိုမျိုးအဲ့ဒီ body တွေကိုအခုနက blacklist ဆိုပြီးတော့တတ်မှတ်လိုက်တဲ့လူရဲ့ name list သူ့ရဲ့ data အချက်လက်တွေအကုန်လုံးကိုပေးလိုက်လိမ့်မယ်ဆိုတော့တွားပြီပေါ့နော်အဲ့ဒါမျိုးတွေဖြစ်နိုင်နောက်တစ်ခုကကြတော့အဲ့တော့သူတို့ဘာတွေကိုသူတို့အဓိကထားလဲ proxy learners အစားထိုးဖြည့်တာတွေဖြည့်လို့မရအောင်သူတို့တည်တည်ချာပိုက်စိတ်တိုက်စစ်နေတယ်နောက်တစ်ခုကcopying assessment from internet ဘယ် source ကနေပဲဖြစ်ဖြစ် copy paste နဲ့လုပ်ပြီးတော့စာမွက်ဖြည့်တာအဲ့ဒါတွေကိုသူတို့တွေ့အောင်လုပ်ထားတဲ့ဟာရှိတယ် plagiarism ဆိုတာကတခြားသူစီကနေပြီးတော့ copy ယူပြီးတော့စင်တူရိုးမှားလုပ်ပြီးတော့အဲ့ report ကိုတင်လိုက်တာဒါကိုလည်းသူတို့တွေ့အောင်ရှာနိုင်တယ် collusion ကကြတော့ဘာလဲဆိုလို့ရှိရင်ပေါင်းဖြည့်တာเนาะနှစ်ယောက်တစ်ယောက်ပေါင်းပြီးတော့တူတူဖြည့်ကြတာเนาะဟိုကိုလည်းမင်းလည်းဒါပြီဟိုကျွန်တော်တို့တခန်းထဲမှာစာမွက်ဖြည့်တဲ့အချိန်မှာဟိုကျွန်တော်တို့ဒီ NIBOSH ဖြည့်မဲ့ candidate နှစ်ယောက်သုံးယောက်ပေါင်းပြီးတော့စာမွက်ကိုတူတူဖြည့်ကြတာ idea တွေတူနေမယ်အဲ့ဒါတွေအတွက်ကိုလည်းသူတို့မှာရှိပါတယ်အဲ့တော့ NIBOSH အဖြေတော့မပါသွားတာလားဒီကိုယ့်ရဲ့ own words တွေဖြည့်ရမယ်ကိုယ့်ရဲ့ own concept တွေဖြည့်ရမယ်ဟိုပါပေါ့နော်ဒါတခြားသူရှိကဟိုယူထားခြင်းမျိုးမဖြစ်ရအောင်နောက်တစ်ခုက closing interview မှာဘာတွေစစ်မှာလဲတဲ့အဲ့တော့ကျွန်တော်တို့စာမွေးဖြည့်မဲ့သူတွေသိအောင်ကျွန်တော်ဒါနည်းနည်းလေးဖြည့်ပြောပါမယ်နော် closing interview မှာပထမအဆုံး identity check နော်ကျွန်တော်ရဲ့ identity ကျွန်တော်ဓာတ်ပုံကျွန်တော်ဒီစီသူဇေယျဖြစ်ကြောင်းကျွန်တော်ဓာတ်ပုံအထောက်ထားနဲ့ကျွန်တော်ကပြဒီမှာကတ်ပြီးတော့ပြရမယ်ပြီးတဲ့ခါကြလို့ရှိရင်ကျွန်တော်ဖြည့်တဲ့ closing interview ကဖုန်းနဲ့လာမှာမဟုတ်ဘူး video call နဲ့လာ face to face interview เนาะ face to face interview ကျွန်တော် face to face interview လုပ်တော့မယ်ဆိုရင်ကျွန်တော်နေတဲ့အခုခန်းထဲမှာတယောက်မှမရှိကြောင်းကျွန်တော်ကိုကူညီမဲ့သူတယောက်မှမရှိကြောင်းကျွန်တော်ကအရင်ဆုံးပတ်ချလဲလှည့်ပြီးတော့လိုက်ပြဒါသူတို့ရဲ့ standard တွေကတခုပေါ့နော်တေးကြအောင်ကျွန်တော်တယောက်တည်းပဲရှိတယ်ဆိုတာကိုကျွန်တော်ကတက်တည်လိုက်ပြပြီးတော့မှနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူတို့ဒီအခုကျွန်တော်ဖြည့်ထားတဲ့အဖြေလွှာနဲ့ပတ်သက်ပြီးတော့ Viber လို့ခေါ်တယ်ကျွန်တော်ငယ်ငယ်တုန်းကဟိုရင်တော့ Viber ဆိုတာရှိတယ် Viber ကျွန်တော်တို့ဟိုပါပေါ့နော် assessment ပေါ့နော်နှုတ်ဖြေပေါ့နှုတ်ဖြေကဘာတွေလဲဆိုတော့ကျွန်တော်ရှေ့မှာပြောပါမယ်နော်ပြီးတဲ့အခါမှာအဲ့ဒီ closing interview မှာသူတို့မေးတဲ့အမေးပေါ်မှာကိုဘယ်လောက်ဖြေနိုင်လဲဆိုတဲ့ဟာကိုသူတို့တည်တည်ချာချာ record လုပ်ထားမယ်ကျွန်တော်တို့မှာ record ရှိတယ် video record ကျွန်တော်တို့ document record အဲ့ဒီ record တွေနဲ့တင်ထားပြီးတော့မှသူတို့ဆုံးဖြတ်မှာပေါ့နော်
အဲ့တော့ closing interview မှာဘာတွေမေးမှာမိကုန်းအတိအကျတော့သူတို့မပြောဘူးဥပမာလေးတွေပြောတယ်ဥပမာတွေကတစ်ခုကပါလဲဆိုလို့ရှိရင်စာမေးပွဲမေးခွန်းမှာဒီလိုမျိုးပါမယ်ပေါ့နော်ဥပမာ unsafe behavior လုပ်ငန်းခွင်ထဲမှာကိုယ့်ရဲ့ on site မှာ unsafe behavior နဲ့ပတ်သက်ပြီးတော့ management ကို report တင်ပါဆိုပြီးတော့မေးထားတယ်အဲ့တော့အဲ့ဒီ unsafe behavior တစ်ခုတွေ့မယ်နှစ်ခုတွေ့မယ်စသဖြင့်ပေါ့နော်ကိုကဖြည့်ထားမယ်ကိုဖြည့်ထားတဲ့နှစ်ခုတွေကနော်ခင်ဗျားတော့ question number 3မှာနော် management report မှာ unsafe behavior အနေနဲ့နှစ်ခုဖြည့်ထားတယ်အဲ့ဒီနှစ်ခုမှာခင်ဗျားအနေနဲ့ဘယ်ဟာကအရေးပိုကြီးတယ်ထင်လဲဘာကြောင့်လဲဆိုတဲ့မေးခွန်းမျိုးအဲ့ဒီမှာဖြည့်တဲ့သူဒီကျွန်တော်တို့နံပါတ်1ကအရေးကြီးတယ်မှတ်မယ်လို့နံပါတ်2ကပိုအရေးကြီးပါတယ်ဆိုမှမှတ်မယ်လို့ဆိုတာမရှိဘူးသူဘလို့ဖြည့်မယ်ဆိုတဲ့ပုံမှာမူတည်တယ်နံပါတ်1ကပိုအရေးကြီးတယ်ဘာကြောင့်ဆိုလို့ရှိရင်ဒါကြောင့်ဆိုတင်ရိုးထဲမှာပါတဲ့ဟာတွေ ਨੇ ပေါင်းဆက်ပြီးတော့သူတို့ဖြည့်ပေးနိုင်မယ်ဆိုရင် okay good အမှတ်ရအဲ့လိုမှမဟုတ်ဘဲနဲ့ရောင်ဝါးတော်၎င်းเนาะဟိုတောင်ဖြေမြောက်ဖြေဟိုနံပါတ်2ကပိုအရေးကြီးတယ်ဘာကြောင့်ဆိုဦးအဲဂူငယ်ဖြစ်နေမယ်ဆိုရင်သူ့ရဲ့ own အဖြေသူ့ရဲ့ကိုယ်ပိုင်အဖြေမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါက်နေရင်ဒါမှမဟုတ်လို့ရှိရင်သူဖြေတဲ့ဟာကအခုနက interview လုပ်နေတဲ့သူတွေကိုဒီလူတဲဟုတ်ပါလားဆိုတဲ့ဟာမျိုးစိတ်ထဲမှာဘဝင်ကျသွားမှုမဖြစ်စေရင်အမှတ်ရမှာမဟုတ်เนาะအဲ့ဒါမျိုးလေးတွေမေးလိုက်မယ်နောက်တစ်ခုကကြတော့နောက်တစ်မျိုးကသူတို့ဘယ်လိုစစ်လဲဆိုလို့ရှိရင်ဒီ closing interview မှာခင်ဗျားဖြေထားတဲ့အဖြေအရင်ကောင်းတယ်ပေါ့နော်အဲ့တော့ခင်ဗျားဘယ်စာအုပ်တွေဖတ်တာကျွန်တော် internet ဖတ်တယ်အဲ့ဆိုဘယ် web page ကိုကြည့်တာဘယ်တွေကကူးကားပြီးတော့ခင်ဗျားဖြေထားတာခင်ဗျားဘယ်စာအုပ်ဖတ်တာကျွန်တော်Nibosh IGC ကျွန်တော်ဒီ training institute က provide လုပ်တဲ့ IGC စာအုပ်ကိုကျွန်တော်ဖတ်တာအဲ့ဒီထဲမှာရေးထားတဲ့ concept ကဒါဒီလိုရှိတယ်เนาะအဲ့ဒီထဲကနေပြီးတော့ကျွန်တော်ဘာထပ်သိရလဲဆိုတော့ကျွန်တော် HSC website မှာရှိတဲ့เนาะကျွန်တော်ဒီမှာ code of practice ဘလောက်အဲ့ဒါကိုကိုကဒါမျိုးဖြည့်နိုင်တယ်ဆိုရင်တော့အဲ့ဒီလူကို distinction တွေဘာတွေဒါမျိုးတွေပေးသွားမယ်ပေါ့เนาะပေးဖို့အတွက်သူတို့စဉ်းစားမယ်ပေါ့အဲ့တော့ဒီ closing interview ဒီအမှတ်ပေးစီးမြင်ထဲမှာပါနေသေးတယ်เนาะ10မှတ်တန်တဲ့အပုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေးဖြည့်ထားတာကဘယ်လောက်ပဲရေးထား maybe သူတို့9မှတ်ပေးရင်ပေးကောင်းပေးမယ်ကျွန်တော်10မှတ်ပေးရင်ပေးကောင်းပေးမယ်ကျန်တဲ့2မှတ်3မှတ်အဲ့ဒါကကျွန်တော်တို့ပေးတင်မပေးတင်ဆိုတာဒီ closing interview မှာသူတို့ဆုံးဖြတ်လိုက်တယ်နောက်တစ်ခုကကြတော့ကိုရေးထားတဲ့အဖြေပေါ့ခင်ဗျာနံပါတ်4မှာ data တွေရေးထားတယ်เนาะခင်ဗျာနံပါတ်4မှာ data ရေးထားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိမရှင်းလို့ခင်ဗျာနည်းနည်းလေးထပ်ဖြည့်ရှင်းပြပါကိုကရှင်းပြနိုင်အောင်เนาะမရှင်းပြနိုင်ဘူးဆိုလို့ရှိရင်သူတို့ကထပ်ပြီးတော့နှိုက်တော့မှာအဲ့ဒီလိုမျိုးလဲထပ်ပြီးတော့ဒီလူကရိုးရိုးသားသားဖြေထားတာဟုတ်ရဲ့လားတရားရောက်ရှိကကိုချပြီးတိုင်ပင်ပြီးဖြေထားတာလားသိအောင်သူတို့ train ထားတယ်ဘယ်လိုမေးရမယ်ဆိုတဲ့ဟာเนาะနောက်တစ်ခုကအခုနကျွန်တော်အနည်းချုပ်ရရင် video face to face interview ဖြစ်ပါတယ်เนาะကျွန်တော်တို့ရုပ်နဲ့ကြည့်ပြီးတော့တယောက်နဲ့တယောက်ပြောမှာ confidence ရှိနဲ့ဖြေရမယ်ကိုယုံကြည်ရရှိနဲ့ပြီးလို့ရှိရင်တော်လက်နဲ့ English ကcommunicate လုပ်တဲ့နေရာမှာကျွန်တော်တို့ကအင်မတန်ကြီးကောင်းစရာမလိုဒါပေမဲ့ကိုဘာပြောနေလဲသူနားလဲအောင် verbally communicate တော့လုပ်နိုင်ရမယ်အဲ့ဒါလေးလည်းပြင်ဆင်ထားဖို့လိုအပ်ပါမယ်နောက်ဆုံး1000တခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အခု IGC ဖြေမဲ့သူတွေအရင်တော့ကကျွန်တော်တို့မှာစာမိုးရဲ့မိကုန်းတော်မှာ command words ဆိုတာရှိတယ်เนาะ identify လား explain လား describe လားအဲ့ဒီ command words ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဘယ်ပုံစံဖြေရမယ်ဆိုတဲ့ဟာနည်းနည်းကောင်းစားတယ်အဲ့ဒါကိုအခု Nibosh ကကျွန်တော်တို့ပလက်လိုက်ပြီပေါ့နော် cancel အဲ့ဒါတွေခေါင်းရှုပ်စရာမလိုတော့เนาะကိုဘလို့နားလဲလဲ concept ကိုရေးတတ်တယ်လို့ကိုသူများကို exam လာဖတ်မဲ့သူစာစစ်မဲ့သူနားလဲအောင်တိတိကျကျခိုင်မှာရှင်းပြနိုင်တယ်ဆိုရင်အမှတ်ရအဲ့တော့ command words ကအခု cancel လုပ်လိုက်ပါပြီတဲ့အဲ့ဒါလေးကျွန်တော်ပြောချင်ပါအဲ့တော့ကျွန်တော်ပြောတဲ့ဟာကသူတို့တနာရီခွဲပြောသွားတဲ့ seminar ကိုအဓိကအချက်လေးတွေကိုပဲထုတ်လုပ်ပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြံကောင်းကြံတာရှိနိုင်ပါတယ်အဲ့တော့သူတို့ရဲ့ webinar ကိုကြည့်ဖို့ original webinar ပြောထားတဲ့ဆွေးနွေးထားတဲ့ဟာကိုကြည့်ဖို့အတွက်ကျွန်တော် link လေးကိုလည်း provide လုပ်လိုက်ပါเนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဖြည့်ဆို့မဲ့သူတွေအားလုံး good luck ပါခင်ဗျ